အားလုံးပဲမင်္ဂလာပါဗျာတစ်ဖက်ပြန်လဲရောက်ရှိလို့လာပြန်ပါပြီဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ One Championship ရဲ့ Strawweight တန်း MMA Champion တူဖြစ်တဲ့ရှောင်းချင်းတန်အနေနဲ့အတံမွေတန်းကိုသွားပြီးတော့စိန်ခေါ်ထိုးသက်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဒီသူနဲ့ရှင်ပြိုင်ထိုးသက်ထားတဲ့ fighter ဟာဆိုလို့ရှိရင်တော့ Manbo ဆိုတဲ့ fighter မာလေးဖြစ်ပြီးတော့ဒီ fighter မာလေးဟာ One Championship ရဲ့ဒီအတံမွေတန်းမှာပွဲစဉ်6ပွဲထိုးသက်ထားပြီး6ပွဲမှာ3ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပါရှောင်းချင်းတန်ဆိုတဲ့ fighter ကတော့ One Championship ပွဲစဉ်မှာလက်ရှိလောလောဆယ်ရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်ပြီးတော့သူအနေနဲ့6ပွဲထိုး6ပွဲနိုင်ထားတဲ့ fighter ဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ဟာလုံးဝကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးရှောင်းချင်းတန်အနေနဲ့ MMA အတံမွေတန်းမှာဘယ်လိုပုံစံမျိုးပွဲထွက်သွားမလဲဆိုတာစောင့်ကြည့်သွားရမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်လက်အပြာနဲ့အပြာတောင်းက fighter ကတော့ Manbo ဆိုတဲ့ fighter မာလေးဖြစ်ပြီးတော့ရှောင်းချင်းတန်ကတော့လက်အိတ်အနေနဲ့ဖြစ်ပါတယ်အတံမွေတန်းမှာရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ fighter တွေအနေနဲ့115ပေါင်ထဲမှာရှင်ပြိုင်ထိုးသက်သွားကြတာပဲဖြစ်ပါတယ်ကဲဆိုတော့ပွဲစဉ်ကတော့စပါပြီရှောင်းချင်းတန်အနေနဲ့သူကညာတန် fighter ဖြစ်ပြီးတော့ Manbo ကလည်းဘယ်ချေရှိထုတ်ထားတဲ့ညာတန် fighter ပါမျိုးသမီး MMA fighter တွေဆိုပေမဲ့ black ကတော့တော်တော်လေးကိုတောက်နာကိုတွေ့ရမှာဖြစ်ပြီးတော့လူကောင်းနေထားကလည်းတော်တော်လေးကိုကြီးတာဖြစ်ပါတယ်ရှောင်းချင်းတဲ့အနေနဲ့ကတော့စပင်တိုပုံစံနဲ့အနေထားမှာသူ့အနေနဲ့ဆွမ်းဆောင်ရည်တွေပို့ပြီးတော့ကောင်းတတ်တဲ့အနေထားရှိပါတယ်ကလစ်လောက်ထားတာကိုတွေ့ရပါတယ်MMAပွဲစဉ်ကိုကျိုးပိုင်းထဲမှာထိုးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အများအားပြောခဲ့သလိုပဲတော်တော်လေးကိုတော့grappling နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော်တော်လေးကိုကြည့်ရခတ်တဲ့အနေအထားမှာရှိပါတယ်။ Manbo ကတော့ take down defense တော်တော်လေးကောင်းတယ်ဗျ။ရှောင်းချင်းတန်ကိုပြန်ပြီးတော့သူ့အနေနဲ့ဗန်ပြန်ပြီး clinch အနေအထားကိုပြန်လဲရယူထားပြီးတော့တိုက်ချက်တွေပေးထားတာကိုတွေ့ရတယ်ဗျ။ counter wrestling ဆော့တာတော်တော်လေးကိုကောင်းပါတယ်။လောလောဆယ်မှာတော့ clinch အနေအထားပဲရှိနေတဲ့အတွက်ကြောင့်မလို့ fighter နှစ်ယောက်လုံးအနေနဲ့ဘာမှသိပ်ပြီးတော့လုတ်ပြနိုင်သေးတာကိုတော့မတွေ့ရသေးပါဘူး။ရှောင်းချင်းတန်အနေနဲ့ကသူအနေနဲ့ counter wrestling ပိုင်းမှာဆိုလို့ရှိရင်လည်းကောင်းတယ်လို့ပြောရမှာဖြစ်ပြီးတော့ Angela Lee လို fighter မျိုးကိုတော့နိုင်ယူထားတဲ့သူမအနေနဲ့ဒီ fighter ကိုလည်းဒီ counter wrestling ပြန်ဆော့ပြီးတော့နိုင်ယူနိုင်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ကဲ take down ရယူဖို့စူးစမ်းပါပြီဗျ။အမလီ take down ရသွားပြီဗျ။ take down ရသွားပြီ။ဒီမြေမော်ကိုလဲသွားပြီ။ဒါပေမဲ့ချက်ချင်းဆိုသူတို့ပြန်ထပ်ပြီးတော့ကျိုးဝိုင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျိုးကိုအသုံးပြုပြီးတော့သူမအနေနဲ့ပြန်ပြီးတော့ထားလာတယ်လို့ကျွန်တော်ကတော့တုံ့တက်မိပါတယ်။ကျိုးကိုဆွဲပြီးထားတာမျိုးမဟုတ်ပဲတပတ်ပြန်ပြန် fighter ကကျိုးပြင်ရောက်တော့လွတ်လိုက်တဲ့အနေထားမှာပြန်ပြီးတော့ထားလာတာဖြစ်ပါတယ်။ကဲ striking ပိုင်းမှာဘယ်လိုရှင်းထုံးမလဲဆိုတာကြည့်မယ်ဗျ။ low kick တွေပေးထားတယ်ဗျ။ Manbo အနေနဲ့သူ jab ကိုအဓိကထားပြီးတော့တပတ်ပြန်ပြန် fighter ကိုတွေးလို့ဆန်းနေတာကိုတွေ့ရတယ်။ချောင်းချင်းအနေနဲ့ကတောက်လျှောက်ဆိုသလိုပဲ pressure လိုက်ပြီးတော့ဖိပေးနေတာကိုတွေ့ရတယ်ဗျ။ MMA ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပရိသတ်တွေနေနဲ့တဝါကြီးကြည့်ရမှာဗျ။ဘာဖြစ်လို့လဲဆိုတော့9မိနစ်3ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့15မိနစ်တဝါကြီးကြည့်ရမှာဗျ။15မိနစ်တွင်မှာပွဲပြတ်သွားရင်တော့ပြောတတ်ဘူးပေါ့ဗျ။low kick တွေပေးထားတယ်။ရှောင်းချင်းတဲ့အနေနဲ့ကသူက override hand ကိုအဓိကထားပြီးတော့သုံးချင်တာကိုတွေ့ရတယ်ဗျ။ jab ထိုးပြီးတာနဲ့ override hand ကြီးပြေးပြီးတော့တီးတာဗျ။jab ထိုးထားတယ်လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့ fighter နှစ်ယောက်လုံးအနေနဲ့တယောက်ကိုတယောက်စာဖက်နေတဲ့ပုံစံမျိုးသားတွေ့ရပြီးတော့ဘာမှထူးထူးခြားခြားလောက်ပြနိုင်သေးတာတော့မတွေ့ရသေးဘူးဗျဒါပေမဲ့ရှောင်းချင်းတဲ့အနေနဲ့ကတော့ pressure လိုက်ပြီးတော့ပေးထားတယ်take down ယူဖို့စူးစမ်းပြီဗျtake down ယူဖို့စူးစမ်းပေမဲ့တစ်ဖက်ပြန်မဲ့ fighter ကတော်တော်လေးကိုကောင်းတယ် counter wrestling ပြန်ပြီးတော့ pressure ပြန်ပြီးတော့ပေးထားတယ်ဗျရှောင်းချင်းတန်ကို grappling exchange မှာဂျိုးဝိုင်းနာကိုတော်တော်လေးကတ်သွားပြီကင်မရာမန်နေနဲ့တော်တော်လေးကိုလိုက်ရိုက်နေရတယ်ဗျဒါတန်စကာဝိုင်းမဟုတ်လို့ဖြစ်တဲ့အကြောင်းအရာတွေလို့ပဲပြောရမှာပဲဗျလူတိုက်ချက်တွေပေးထားတယ်ပွဲထိုးတဲ့ချိန်3မိနစ်လောက်ရှိလာတဲ့အနေအထားမှာဘာမှထူးထူးခြားခြားမလုပ်ပြနိုင်သေးဘူး fighter နှစ်ယောက်လုံးတွေနဲ့တယောက်ကိုတယောက် pressure ပေးပြီးတော့ grappling exchange မှာလောက်ထားတာမျိုးပဲတွေ့ရသေးတယ်ဗျလက်သီးထိုးချက်တွေလည်းခက်ပြင်းပြင်းလက်သီးထိုးချက်တွေမတွေ့ရသေးဘူး grappling မှာဆိုလို့ရှိရင်လည်း submission ချုပ်ကွက်အပိုင်းတွေဘာမှမလုပ်ပြနိုင်သေးဘူးဗျကင်ပေါက်ဖို့ကြိုးစားတယ်ကစောင်းမော်တင်ပြီးဂျူဒိုကွက်နဲ့ကင်ပေါက်ဖို့ကြိုးစားပေမဲ့အဆင်မပြေဘူးဗျရှောင်းချင်းတန်လည်းကောင်းတယ်ဘက်က Manbo ကလည်းကောင်းတယ်ဗျOh my god
right hand နဲ့သူကအတင်းဝင်ဖို့ကြိုးစားတယ်ဒါပေမဲ့မထိဘူးဗျရှောင်းချင်းနဲ့လည်းခေသူတော့မဟုတ်ဘူး1 championship ပွဲစီမှာရှုံးပွဲလုံးဝမရှိသေးဘူးဗျ undefeated record ကိုပိုင်ဆိုင်ထားတယ်1 championship ပွဲစီမှာရှောင်းချင်းနဲ့အဓိကလက်နက်ဖြစ်တဲ့ right hand တွေ့လိုက်ရတယ်ဗျခုနက left hook တစ်လုံးနဲ့တွေ့လိုက်ရတယ်ကဲကင်ပေါက်ဖို့စူးစမ်းတယ်အဆင်မပြေဘူးဗျကစားမော်တင်ပြီးကင်ပေါက်ဖို့စူးစမ်းပေမဲ့ဂျူရိုကွက်တွေကဒီကျိုးဝိုင်းထဲမှာပေါ့နော်ကျိုးဝိုင်းဆိုတာကျိုးတွေနဲ့တားထားတဲ့စီးဝိုင်းထဲမှာအလုံးမဖြစ်ဘူးဗျတန်စကာဝိုင်းတွေမှာပဲအလုံးဖြစ်တယ်လို့ပြောရမယ်ကဲပထမချီတော့ပြီးသွားပြီပထမချီမှာဘာမှထူးခြားခြားမလုပ်ပြသွားနိုင်ပေမဲ့ကျောင်းတဲ့တယောက် pressure ပေးပြီးကင်ပေါက်ဖို့စူးစမ်းနေတာတွေကိုတော့ကျွန်တော်တို့တွေ့ခဲ့ရတယ်ဗျချောင်းချင်းတဲ့အနေနဲ့ jab တွေတောက်လျှောက်ထောက်ထားပြီးတော့သူက1 2လက်တီးချက်တွေနဲ့ကျွေးဖို့စူးစမ်းထားတယ်။ chicken jet တွေပေးထားတယ်ဗျ။ချောင်းချင်းတဲ့ငယ် pressure ပေးပြီးတော့ကြိုးထားတယ်1 2လက်တီးချက်တွေကျွေးပြီးတော့ချက်ချင်းဆိုသူတို့ပဲ grappling exchange ကိုရောက်သွားပြီဗျ။ grappling မိုင်းမှာဆိုရင်တော့ကျွန်တော်အမှန်တိုင်းပြောရရင် Mambo ကနည်းနည်းပိုကောင်းနေတယ်ဗျ။ဘာလို့လဲဆိုတော့ချောင်းချင်းတဲ့ကတိတ်တောင်းရယူလိုက်တိုင်းသူကနောက်ကနေလိုက်ပြီးတော့တောက်လျှောက်ဆိုသူတို့ပဲပြန်ပြီးတော့ချောင်းချင်းတဲ့ကိုcounter wrestling ဆော့ပြီးတော့ pressure ပေးထားတာကိုတွေ့ရတယ်ဗျ။ဆိုတော့အမှတ်ပေးရမယ်ဆိုလို့ရှိရင်ရှောင်းချင်းနန်အနေနဲ့ဒီပထမချီနဲ့ဒုတိယချီတွေမှာဒီ grappling ဘိုင်းရဆိုလို့ရှိရင်တော့လဲငယ် Mambo တက်ပို့ပြီးတော့နှိမ့်နေဗျ။ထိချက် significant strike မှာဆိုလို့ရှိရင်တော့ဒီရှောင်းချင်းနန်နည်းနည်းပိုများမယ်လို့ထင်တယ်။ဟို control ရယူထားတာ Mambo ကတောက်လျှောက် control ရယူထားတယ်။ကျွန်တော်ခုနကပြောလို့ခစောင်းပေါ်တင်ပြီးတော့သူလှဲချဖို့နော်ကင်ပေါက်ဖို့စူးစမ်းနေတယ်ဗျ။ဒါပေမဲ့အဆင်မပြေပါဘူး။ဟောကောင်းပေါ်တင်ပြီးကင်ပေါက်ဖို့စူးစမ်းပေမဲ့ Mambo က position ရယူသွားပြီ။ဒီကနေစင်ဘယ်လိုလုပ်မလဲခေါင်းတော့ပေါင်ကျွေးမလားဒါမှမဟုတ် submission ရယူမလားဆိုတော့စောင့်ကြည့်ရမယ်ဗျ။ဒါပေမဲ့ဒီ Mambo ရဲ့ဒီ velvet 6ကိုရှောင်းချင်းနဲ့ငါသူ6နှစ်ချက်လုံးနဲ့ဖတ်ထားနိုင်တယ်ဗျ။ချုပ်ထားနိုင်တယ်ပေါ့နော်။ချုပ်ထားနေဆိုတော့သူလုံးဝ half guard position တော့မပေးထားဘူးဗျ။လုံးဝ side control ပုံစံပြောင်းဖို့စူးစမ်းနေတယ်။အဲဒီကမှတစ်စင် Mambo ကကဲတိုင်လူကြီးဆွဲပြီးတော့ကွင်းလေကိုပြန်တည်ပေးမလားကြည့်ရမယ်။မတည်ပေးဘူးဗျ။နောက်ကနေ back position ရယူထားပြီဗျ။ back position ရယူထားပြီ။ဆောင်းချင်းနဲ့ပြန်ထနေတယ်ဟော stand fight ကိုပြန်ပြီးတော့ရောက်သွားပြီဗျ။မှန်တကယ်ဆိုဒီပွဲစဉ်မှာတိုင်လူကြီးကဒီ fighter တွေကိုဆွဲပြီးတော့ကွင်းလေမှာပြန်စခိုင်းရမှာဗျ။ကျွန်တော်တို့ဟိုတနေ့ကကြည့်ခဲ့တဲ့မွန်ဂိုလီးယားဂျစ်ဂျစ်ခံပွဲစဉ်ရလို့ဖြစ်ရမှာ။ဒါပေမဲ့တိုင်လူကြီးကလည်းဘာကြီးကွာသွားလဲတော့မသိဘူးပေါ့နော်။မလုတ်ပေးဘူး။ဆောင်းချင်းနဲ့ round mind မှာပြန်ပြီးတော့သူခံနေရပြီ get ဆွဲထားပြီမဲ့ position ရတဲ့ fighter ပို့ပြီးတော့တာတယ်ဗျ။ချောင်းချင်းနဲ့ပြန်ထနိုင်ပါမလားကြည့်ရမယ်ဗျ။ side control ရဖို့ကြိုးစားနေတယ်ဒါပေမဲ့ရှောင်းချင်းနန်ကသူဒီဘက် butterfly gap ပုံစံမျိုးရထားတယ်ဗျအောက်ကနေပြီးတော့စင်ကီမူရာ position ပြန်ပြီးပုံဖော်မလားဒါမှမဟုတ် triangle ချုပ်ကိုပုံပြီးပြန်ပြီးပုံဖော်မလားဆိုတာကြည့်ရမှာဗျရှောင်းချင်းနန်လည်း grounding တော်တော်ကောင်းတယ်ဗျလောဆယ်မှာသူ triangle ချုပ် position ကိုပုံဖော်ဖို့ကြိုးစားနေတယ်ဒါပေမဲ့ Mambo ကလည်းလုံးဝမရဘူးသူကလည်းတောက်လျှောက် pressure လိုက်ပြီးတော့ပေးထားပြီးတော့ကတ်ပြီးတော့အဲဒီက back of the head ခေါင်းနောက်ကိုမထိုးပါဘူးတဲ့တတိပေးတယ်ခေါင်းနောက်ကိုထိုးလို့ရှိရင်အဲ့ဒါလုံးဝပေတဲ့အထိဖြစ်နိုင်တယ်ဗျဒါကြောင့်မို့လို့တိုင်လူကြီးတွေကအဲ့ဒီအချက်ကိုတော်တော်လေးသတိထားပုံရတယ်ကဲအခုဆို submission ပုံစံနဲ့ချုပ်ဖို့စူးစမ်းနေတော့မှပဲ Mambo ပြန်ပြီးတော့လွတ်သွားပြီ locket တွေပေးထားတယ်ပြန်ထားနေတော့မှတင်းဝင်ထိုးဖို့စူးစမ်းပဲမအောင်မြင်လိုက်ဘူးဗျဒုတိယချီမှာဆိုလို့ရှိရင်တော့ Mambo ကနည်းနည်းပို့ပြီးတော့တားတယ်ဗျကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ချောင်းချင်းတန်ကိုမြေပေါ်မှာလည်း pressure ပေးထားနိုင်တယ်တောက်လျှောက်လည်းလှဲချနိုင်တယ်ပြီးတော့လက်သီးထိုးချက်မှာလည်း pressure ပေးထားနိုင်တယ်ဗျဒါပေမဲ့ Mambo ကသိပ်ပြီးတော့လက်သီးမထွက်ဘူးဗျအခုဆိုရင်ဝင်ပြီးတော့ကြိတ်ပြီ jab cross oh my god ချောင်းချင်းတန်ရဲ့လက်သီးတွေကလည်းနည်းနည်းနော်ကြီးမဟုတ်ဘူးယိုOh my god ကျွေးထားတယ်ဗျတောက်လျှောက်ဆိုသလိုပဲလက်သီးချက်တွေမှန်ကန်ပေးထားတယ်ချိန်ကန်ချက်တွေလည်းပေးထားတယ်ဗျကင်မရာမန်နဲ့ကွန်နေတော့မမြင်ရပါပဲခမန်းလို့ရတယ်ဗျgrappling exchange ဖြစ်နေကြပြန်ပြီ
သူကအသာစီးရသွားမလဲကြည့်ရမယ်ဗျမန်ဘိုကပဲဒီ control ရယူထားတယ်ဗျမန်ဘိုကပဲ control ရယူထားတယ်ဒါပေမဲ့ control ရယူရုံနဲ့ပဲအမှတ်ပေးလားဆိုတော့လေ1 championship ကအဲ့လိုမဟုတ်ဗျ control ရလဲအမှတ်ပေးချင်မှပေးတာကျွန်တော်ပြန်มาတော့ထောင်နဲ့ပြန်ပြီးတော့တွတ်ထားတယ်ဗျဒုတိယချီတော့ပြီးရနေပြီဒုတိယချီမှာရောဘယ်လိုမျိုးနေထားတွေထွက်သွားမလဲဆိုတော့ကြည့်ရမယ်ဗျဒုတိယချီပြီးဆုံးကန်ဒီမှာချောင်းကျင်းတန်နေနဲ့လက်သီးတွေနည်းနည်းပို့ပြီးတော့ထွက်လာတယ်ကောင်းတယ်ဗျဝိုင်းလက်သီးတွေပေးထားတာတွေ့ရတယ်ဗျဒုတိယချီပြီးသွားပြီကျွန်တော်ရူးတဲ့မြင်နဲ့သုံးသပ်မယ်ဆိုရင်ပထမချီရောဒုတိယချီရောမန်ဘိုကပို့ပြီးတော့ control တိုင်းတာတယ်ပေါ့နော်သူအနေနဲ့ grappling exchange မှာလည်းနည်းငယ်ပို့ပြီးတော့တာတယ်တတိယချီမှာဘယ်လိုဖြစ်သွားမလဲကြည့်မယ်ဗျဝိုင်းလက်တီးပေးထားတယ်ဗျဝိုင်းလက်တီးပေးထားတယ်တောက်လျှောက်လိုက်ပြီးတော့ထိုးတယ်ဗျမန်ဘိုကတစ်တောင်းယူဖို့ကြိုးစားတယ်ဗျချောင်းချင်းနဲ့ပြန်ပြီးတော့ counter wrestling လုပ်တယ်ရသွားပြီမန်ဘိုကိုပြန်ပြီးတော့ control တိုင်းရသွားပြီဗျချောင်းချင်းနဲ့အဖွင့်လှတယ်ဗျတတိယချီဒါပေမဲ့အခုသူပြန်ပြီးတော့ control ယူခံနေရပြီကျိုးတန်းမှာသူကအဲ့လိုမျိုးကြီးကန့်လိုက်ရင် control ယူခံရတာတော်တော်လေးတော့အဆင်မပြေဘူးဗျပြန်ပြီးတော့ကင်ပေါက်ဖို့ကစားမော်တင်ပြီးကင်ပေါက်ကျွန်တော်ပြောတဲ့စကားဂျူရိုအကွက်ကစားမော်တင်ပြီးတော့ကင်ပေါက်ဖို့စူးစမ်းနေတယ်ဗျဒါပေမဲ့အဆင်မပြေဘူးဗျဘာလို့လဲဆိုတော့ဒီကျိုးပိုင်းကထောင်းကြီးပုံစံဖြစ်နေတော့တန်စကာဝိုင်းလို့မဟုတ်ဘူးပေါ့နော်အခုဆိုလို့ချင်းခေါင်းတွေလည်းထွက်ကုန်ပြီခေါင်းပြန်သွင်းနေအဲ့မှာတခြား fighter ကသူက advantage ပို့ပြီးတော့ရသွားနိုင်တယ်ဗျဆိုတော့ဒါကြောင့်မလို့ကျွန်တော်မကြိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တဲ့ဟာအဲ့ဒါကြောင့်မလို့ကျွန်တော်မကြိုက်တာအခုဆိုလို့ရှိရင်ဘယ်သူကအပေါ်စီး protection နဲ့ရယူထားလဲကြည့်မယ်ဗျပေါ်စီး protection အနေထားကပဲရယူထားတယ်ဗျဘောင်းတော့လက်တီးချက်တွေကျွေးနေတယ်ဗျမန်ဘိုကိုတိတ်တောင်းရယူထားနိုင်တာဗျရှောင်းချင်းတန်ကအခုဆိုလို့ရှိရင်ပြန်ထားဖို့ကြိုးစားနေပြီပေါ်စီ position ကရယူတော့ပြီဗျ submission ထုတ်ဖို့ကြိုးစားနေတယ်ဗျပေါ်စီကနေပြီးတော့တောက်လျှောက်ဆိုလို့ ground bound လက်တီးချက်တွေအမှန်ကန်ကျွေးနေတယ် back position ရယူသွားတာဗျမန်ဘိုကို back position ရယူသွားပြီပေါ်စီကနေပြီးတော့ ground bound လက်တီးချက်တွေပေးဖို့ကြိုးစားနေ level ညှစ်ဖို့လည်းကြိုးစားနေတယ်ဗျဒါပေမဲ့ grappling exchange ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဆင်မပြေဘူးဗျမန်ဘိုကလည်းခေသူကစားသမားတော့မဟုတ်ဘူးเนาะသူ့ရဲ့ ground game ကလည်းမဆိုးဘူးလို့ပြောရမှာကောင်းတယ်ဗျဒါပေမဲ့ရှောင်းချင်းနဲ့အပေါ်ကနေလောလောဆယ်အချိန်ရရင်ရတော့ခွတ်တီးထားတယ်ဗျ submission ယူဖို့ကြိုးစားနေတယ်ဗျ rear naked choke position ပေါ့ဗျာဒီလိုပုံစံမျိုးကနေဆိုတော့ rear naked choke position ယူဖို့ကြိုးစားနေတယ်မန်ဘိုပက်လက်လန်သွားပြီဗျ rear naked choke position နဲ့ချုပ်ခံရတော့မလားဆိုတော့စောင့်ကြည့်သွားရမယ်ဗျရှောင်းချင်းနဲ့အပေါ်စီကနေရောက်သွားပြန်ပြီဗျအခွပြီးတော့ထိုးနေတယ်ဗျground နဲ့ပေါင်ကျွေးထားတာတော်တော်လေးကိုအဆင်ပြေတယ်ဗျဒါပေမဲ့ကျွန်တော်ကပြောခဲ့သလိုပဲမန်ဘိုကလည်းခေတူကစားသမားမဟုတ်ဘူးเนาะသူကပြန်ပြီးတော့အတင်းယုံထားဖို့စူးစမ်းနေတယ်ဗျအခုဆိုလို့ရှိရင်သူပြန်ပြီးတော့ဒီဘောကို strong stand fight မှာပြန်ပြီးတော့ရရှိသွားပြီဗျဒါပေမဲ့ရှောင်းချင်းနိုင်ငံ control ရယူထားတော့မယ်ဒူးတိုက်ချက်တွေပေးထားတယ်ရှောင်းချင်းနိုင်ငံကိုပြန်ပြီးတော့ counter wrestling လုပ်ထားပြီဗျကောင်းတယ်ဗျဒီ mango ဆိုတဲ့ fighter တော်တော်ကောင်းတယ်တထောင်ရိုက်ချက်ပေးလိုက်ပြီကဲ stand fight ကိုပြန်ရောက်သွားပြီ stand fight မှာရောဘလို့ပုံစံလှလှပပထိုးတက်သွားမယ်ကြည့်မယ်ဗျဒီပွဲစဉ်ကပြောရမယ်ဆိုတော့တိတ်ပြီးတော့အရန်ကြီးကျန်းတဲ့ပွဲစဉ်မျိုးတော့မဟုတ်ဘူးဒါပေမဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ break တွေကြည့်လို့ကောင်းတဲ့ပွဲတစ်ပွဲပဲဗျအဲ့တော့ဒီ grappling exchange တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေလေ့လာနိုင်တယ်လဲဘာတွေလေ့လာနိုင်တယ်လဲဆိုရင်ဒီမှာဒီကြိုးဝိုင်းထဲမှာဘယ်လိုမျိုး grappling ကိုကောင်းကောင်းအသုံးချသွားမလဲဆိုတာမျိုးကိုလေ့လာနိုင်တယ်ဗျ။တော့ဆိုတော့ one championship မှာမြန်မာ fighter MMA ကစားသမားမရှိသေးပေမဲ့ကြည့်ထားတဲ့နေဗျ။ဒါမှကျွန်တော်တို့မြန်မာ fighter တွေနောက်ပိုင်းတက်လာတဲ့လူငယ် fighter တွေ throw တက်တဲ့အခါမှာကျွန်တော်တို့ပွဲစဉ်ကိုကောင်းကောင်းကြည့်နိုင်ပါဗျ။ဟာထပ်ပြီးတော့ဆွဲလှည့်အိုးဒူးတိုက်ချက်ကောင်းတယ်ဗျထိသွားတယ်နော်။ဒူးတိုက်ချက်ကောင်းတယ်ရှောင်းချင်းဒူးတိုက်ချက်ကောင်းတယ်။ဝါဒူလက်တိချက်တွေပေးတာ oh my god right hand လုံးကောင်းတယ်ဗျမန်ဘိုတော်တော်မှဲ့နေပြီ။ခုနဒူးတိုက်ချက်မှန်တော်တော်မှဲ့သွားပြီပြီးတော့နောက်ထပ် right hook တစ်လုံးဝင်သွားတယ်ဗျ။ချောင်းကျင်းတန်ကတော့သူတရချင်းမှာလုံးဝအသာစီးဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့သူအေးအေးဆေးဆေးလေးပဲသူအချိန်ဆွဲပြီးတော့ဆော့မယ်ပုံစံပဲဗျရှောင်းကျင်းတန်ရဲ့ပုံစံလည်းနည်းငယ်ကော်နာမဂရီကောနဲ့တူတာကိုတွေ့ရတယ်ဗျ
လက်လေးဝိုက်ပြီးတော့ဆော့တာဗျကဲထိုးကြတဲ့ထိုးကြတဲ့တိတ်ပြီးတော့ action မတွေ့ရဘူးတဲ့အဲ့ဒါကြောင့်မလို့ထိုးကြတယ်မြန်ထိုးကြတဲ့ဟုတ်တယ်သူကလည်းမှန်တာပဲ action တိတ်မတွေ့ရဘူးဒါပေမဲ့ခုနဒူးတိုက်သွားတာတွေပြီးတော့ right hook တစ်လုံးကျွေးသွားတာတော်တော်ကောင်းတယ်ဗျရှောင်းချင်းကတော်တော်လေးကောင်းပါတယ်ဒါပေမဲ့တတိယအချီမှာမှသူနည်းငယ်ပို့ပြီးတော့ကောင်းလာဗျဒီဒုတိယအချီနဲ့ပထမအချီမှာသူတော်တော်လေးဘာမှတိတ်ပြီးတော့မလုတ်ပြထားနိုင်ဘူးပေါ့နော်တောက်လျှောက်လိုက် pressure ပေးထားတယ်စီကန်ချက်တွေပေးထားသေးတယ်ဗျ right hand ပေါ့ right hand ရှောင်းချင်းနဲ့ right hand ထိုးတာလက်သီးနဲ့ထိုးတာမဟုတ်လက်သီးနဲ့ရိုက်တယ်လို့ပဲဗျဟာဘာဖြစ်တာဩ injury ဗျ low blow ဖြစ်သွားလို့ကဲပြန်ထိုးတယ်မန်ဘိုကတော့ high နေပြီရှောင်းချင်းနဲ့ pressure လိုက်ပေးထားနိုင်တော့မယ်ဗျ3ကြည်ပွဲမှုလို့သာတော်သေးတယ်ဗျ5ကြည်ပွဲဆိုလို့ရှိရင်တော်တော်လေးကျွန်တော်လည်းလေးကောအောင်ပြောရမှာအဲ့လိုဆို pressure ပေးတဲ့နေရာမှာတိတ်ပြီးတော့မဟုတ်သေးဘူးဗျ fighter okay ပြီးသွားပြီဆိုတော့ပထမအချီဒုတိယအချီမှာမန်ဘိုကတာတယ်လို့ကျွန်တော်လုံးဝသတ်မှတ်တယ်ဒီတတိယအချီမှာတော့ရှောင်းချင်းနဲ့က pressure လည်းပေးထားနိုင်တယ် submission အတက်နေလည်းရှိတယ်ဆိုတော့ဘယ် fighter နိုင်သွားမလဲဆိုတာကျွန်တော်တို့တော်တော်စိတ်ဝင်စားနေပြီရှောင်းချင်းနိုင်သွားတယ်ဗျာဘယ်လိုလဲတော့မသိပါဘူး